Manchester United ရဲ့နီးပြတဲ့ Michael Carrick ကပြီးခဲ့တဲ့နွေရာသီကခေါ်ယူခဲ့တဲ့ကူညာ Sesko နဲ့ MBU မိုတို့အပေါ်သူ့ရဲ့သုံးသက်ချက်ကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီသုံးသက်ချက်က Ineos ရဲ့ United အပေါ်ထားရှိတဲ့ကစားသမားခေါ်ယူရေးမူဝါဒဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတဲ့ဆိုတာကိုသက်သေပြနေပါတယ်။ Amorim ချန်ရစ်ခဲ့တဲ့အမွေနှစ်ကိုအသုံးချနိုင်ခဲ့တဲ့ Carrick ပြီးခဲ့တဲ့ဇန်နဝါရီလက Ruben Amorim လက်ထက်နီးကုန်းချုပ်သွားချိန်မှာတော့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဟာတကယ်ပဲထိရောက်မှုရှိမရှိဆိုတာအပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဂိုးသမား San Lamans ကတော့ရောက်ရှိလာကြတဲ့ကလက်စွမ်းပြနေပေမဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Matías Cunha, Bryan Mbeumo နဲ့ Benjamin Sesko တို့အပေါ်မှာတော့အမြင်အမျိုးမျိုးကွဲပြားခဲ့ကြပါတယ်။ဒါပေမဲ့ Michael Carrick လက်ထက်မှာတော့ဒီတိုက်စစ်ကစားသမား၃ဦးဟာ United ရဲ့တိုက်စစ်ပုံစံသစ်မှာအဓိကအစိတ်အပိုင်းတွေဖြစ်လာခဲ့ပါတယ်။ Ineos အနေနဲ့ Amorim ရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်ဖို့2025နွေရာသီမှာငွေပုံအောသုံးဆွဲခဲ့တာကြောင့်ဒီကစားသမားတွေအပေါ် PR တွေအများကြီးရှိခဲ့တာပါ။ Carrick ချီးကျူးလိုက်တဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည် Carrick ရဲ့နီးဗျူဟာအောက်မှာအသက်26နှစ်အရွယ်ဘရာဇီးလက်ရွေးစင်ကူညာဟာဘေးတောင်မှန်တိုက်စစ်မှာအဓိကနေရာကပါဝင်နေတယ်လို့ခံစစ်ကူညီမှုအပိုင်းမှာပါတီးတိတတာတိုးတက်လာခဲ့ပါတယ်။ Mbeumo နဲ့ Sesko တို့ကတော့ရှေ့တန်းမှာတဦးနဲ့တဦးနေရာချင်းလဲပြီးကစားနေကြတာပြီးခဲ့တဲ့12ပွဲအတွင်းရလက်ကောင်းတွေဖော်ဆောင်ပေးထားပါတယ်။ Chelsea ကို1-0နဲ့အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် TNT Sport နဲ့အင်တာဗျူးမှာ Carrick ကအခုလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ရှေ့တန်းကစားသမားတွေဟာတယောက်နဲ့တယောက်မတူညီတဲ့စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်ပါတယ်။ Bryan Mbeumo နဲ့ Matías Cunha တို့ဟာဒီရာသီမှာတကယ်ကိုကောင်းကောင်းကစားထားနိုင်တယ်လို့ဘင်း Sesko ကလည်းသူ့ရဲ့ခြေစွမ်းကိုရှာဖွေနေစေဖြစ်ပေမဲ့အရေးကြီးတဲ့ထိုးတွေကိုတော့ပွင့်ပေးထားနိုင်ပါတယ်။ Carrick ကဆက်လက်ပြီးဒီကစားသမားတစ်တွေရဲ့အရေးချင်းပင်ကိုစရိုက်နဲ့ပြောင်းလဲပြီးမှရှိမှု flexibility တို့ကိုအထူးတလဲချီးကျူးခဲ့ပါတယ်။ကလပ်အသင်းတစ်ကိုရောက်လာတဲ့အခါအသားကျဖို့အချိန်ယူရတာမျိုးရှိပေမဲ့ဒီကောင်လေးတွေကသူတို့ရဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့ကြပါတယ်။သူတို့ဟာမတူညီတဲ့နေရာတွေမှာကစားပေးနိုင်တဲ့အတွက်အသင်းအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ Ineos ရဲ့အောင်မြင်တဲ့အပြောင်းအရွှေ့ဖော်မြူတာ Cunha, Mbeumo နဲ့ Sesko တို့ကတော့ Old Trafford မှာအသားကျဖို့အချိန်လိုအပ်နေသေးပေမဲ့ Carrick ရဲ့မှတ်ချက်အရ Ineos ရဲ့2025နွေရာသီအပြောင်းအရွှေ့ဟာမှန်ကန်တဲ့ကစားသမားတွေကိုရွေးချယ်နိုင်ခဲ့တယ်လို့ဆိုကြမှာပါ။နီးဗျူဟောင်း Amorim ထက်ပိုပူလက်တွေ့ကြတဲ့ Carrick အတွက်တော့နေရာစုကစားနိုင်တဲ့တိုက်စစ်မှုတွေရှိနေတာဟာသူ့ရဲ့နီးဗျူဟာပိုင်းအပြောင်းအလဲတွေလုပ်တဲ့နေရာမှာအများကြီးအကျိုးရှိစေပါတယ်။ United ပရိသတ်တွေအနေနဲ့ Ineos ရဲ့ Amorim အပေါ်ကိုယ်တိုင်ပုံကိုဝေဖန်နိုင်ခဲ့ပေမဲ့ Sir Jim Ratcliffe ရဲ့အုပ်ချုပ်မှုအောက်မှာလုပ်ခဲ့တဲ့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတော့ကောက်တီဖြစ်ခဲ့တယ်လို့ဆိုရပါတယ်။